အားလုံးကိုမင်္ဂလာပါလို့ရှေ့ဦးစွာနှုတ်ခွန်းဆက်သလိုပါတယ်။ယနေ့လေလိုင်းကနေတဆင့်ဝေမျှပေးသွားမယ်ဖျားသခင်ရဲ့သက်ရှင်တဲ့နှုတ်ပတ်တော်ခေါင်းစဉ်ကိုအကျွမ်းမဲ့ယုံကြည်ခြင်းဖြင့်တက်တာကိုတိဆောက်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေအချက်၄ချက်နဲ့ဝေမျှပေးသွားချင်ပါတယ်။ပထမဆုံးအချက်အနေနဲ့ကဘာလဲဆိုတော့ယုံကြည်ခြင်းဆိုတာဘာလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ကျွန်တော်ကျမတို့အသက်တာမှာယုံကြည်ခြင်းလို့ပြောလိုက်မယ်ဆိုရင်ဘလို့အကြောင်းအရာတွေဖြစ်နိုင်လဲ။ယုံကြည်ခြင်းဆိုတာဘာအကြောင်းအရာလဲဆိုတဲ့ဟာကိုကျွန်တော်ကျမတို့တွေးတောမိမှာဖြစ်ပါတယ်လေ့လာဆန်းစစ်မိမှာဖြစ်ပါတယ်။ယုံကြည်ခြင်းဆိုတာဘာလဲဆိုတဲ့အကြောင်းအရာမှာကျွန်တော်ကျမယခုကျမ်းစာတစ်ပိုက်နဲ့ပြောပြချင်ပါတယ်အဲ့ဒီကျမ်းစာကတော့ဟေဘဲဩဝါဒစာခန်းကြီး7အငယ်1မှာယုံကြည်ခြင်းသည်မျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းဖြစ်၏လို့ဖော်ပြထားတာတွေ့ရပါတယ်အပိုက်ငယ်3မှာပြန်ကြည့်လိုက်မယ်ဆိုရင်ယခုမြင်ရသောအရာတို့သည်အရင်ထင်ရှားသောအရာထဲကမဖြစ်ပဲလောကဓာတ်တို့သည်ဖျားသခင်၏အမိန့်တော်ကြောင့်သာတည်ကိုငါတို့သည်ယုံကြည်ခြင်းအပြင်တည်ကြ၏လို့ဖော်ပြထားတာတွေ့ရပါတယ်အဲ့ဒီအကြောင်းအရာကျမ်းစာပိုက်ကိုကျွန်တော်ကျမတို့လေ့လာဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်ယုံကြည်ခြင်းဆိုတာဟာဘာလဲဆိုတာယုံကြည်ခြင်းဟာကျွန်တော်ကျမတို့ရဲ့မျော်လင့်တဲ့အကြောင်းအရာတွေကိုတဲ့သိမှတ်ဆွဲလန်းတဲ့အရာဖြစ်ပါတယ်ကျွန်တော်ကျမတို့ယုံကြည်တယ်မျော်လင့်နေတယ်တခုခုကိုဖြစ်ရမယ်ဆိုပြီးမျော်လင့်တဲ့အရာကဖြစ်လာတယ်ဆိုတဲ့ဟာကယုံကြည်ခြင်းကြောင့်မလို့ဖြစ်ပါတယ်ယုံကြည်ခြင်းဆိုတာကမျက်မြင်မရတဲ့အရာတွေကိုမြင်နိုင်စွမ်းရှိပါတယ်ယုံကြည်ခြင်းဟာယုံနိုင်စရာမရှိအောင်ထူးဆန်းတဲ့အရာတွေကိုယုံနိုင်စွမ်းရှိလာတာဟာလည်းယုံကြည်ခြင်းကြောင့်ဖြစ်ပါတယ်ပြီးတော့ယုံကြည်ခြင်းဟာမဖြစ်နိုင်လောက်အောင်ခက်ခဲတယ်လို့ထင်ရတဲ့အရာတွေကိုရယူပိုင်ဆိုင်နိုင်ခဲ့တာဟာလည်းကျွန်တော်ကျမတို့ရဲ့ယုံကြည်ခြင်းကြောင့်ပဲဖြစ်ပါတယ်ဆက်လက်ပြီးနံပါတ်1အချက်အနေနဲ့ဘလို့ယုံကြည်ခြင်းလိုအပ်လဲဘာကြောင့်မလို့ကျွန်တော်ကျမတို့အသက်တာမှာယုံကြည်ခြင်းလိုအပ်တယ်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုဟေဘဲဩဝါဒစာခန်းကြီး7အငယ်6မှာယုံကြည်ခြင်းမရှိလျင်ဖျားသခင်ဤစိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဖျားသခင်အထံတော်တို့ချီကပ်တော်သူသည်ဖျားသခင်ရှိတော်မူသည်ကို၎င်းကိုယ်တော်ကိုရှာတော်သူအားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်လို့ဖော်ပြထားတာတွေ့ရတယ်အိဖတ်ဩဝါဒစာခန်းကြီး1အငယ်8မှာဆိုရင်လေယုံကြည်တော်အပြင်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏လို့ဖော်ပြထားတာတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်ကျမတို့ဟာဘာလို့ယုံကြည်ခြင်းလိုအပ်လဲဆိုတော့ကျွန်တော်ကျမတို့ရဲ့အသက်တာမှာဖျားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့အတွက်ကျွန်တော်ကျမတို့ယုံကြည်ခြင်းလိုအပ်တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကယ်တင်ခြင်းရဖို့အတွက်ကျွန်တော်ကျမတို့သာရအသက်ကယ်တင်ခြင်းရရှိဖို့အတွက်ဖျားသခင်ကိုယုံကြည်ရမယ်ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ဒီလိုမျိုးယုံကြည်ခြင်းတွေဟာဘာကြောင့်လိုအပ်လဲဘာလို့ယုံကြည်ခြင်းလိုအပ်တယ်လဲဆိုတဲ့အကြောင်းအရာနဲ့ဆက်လင်းပြီးမှကျွန်တော်ကျမတို့ပြန်ပြီးလေ့လာဆန်းစစ်လိုက်မယ်ဆိုရင်နောက်ဆုံးအနေနဲ့ဒီလိုမျိုးယုံကြည်သွားမယ်ဆိုရင်ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရရှိခံစားနိုင်မလဲကျွန်တော်ကျမတို့ယုံကြည်ခြင်းအပြင်ဘယ်လိုမျိုးအကျိုးပြန်လည်ရရှိမလဲဆိုတဲ့အကြောင်းအရာကိုလေ့လာဆန်းစစ်ဖို့ဖြစ်ပါတယ်ဒီအကြောင်းအရာကိုတော့နံပါတ်3အချက်အနေနဲ့ကျွန်တော်ကျမတို့လေ့လာဆန်းစစ်သွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာအပြင်ကျန်တဲ့နှစ်ချက်ကိုကျွန်တော်ကျမဖတ်ပြချင်ပါတယ်ရှမကုခရစ်ဝင်ကျမ်းခန်းကြီး7အငယ်22 24နဲ့ရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး21အငယ်21 22မှာသူနှစ်ခုဟာကျမ်းပိုက်ဟာသူညီတယ်ဆိုတဲ့အကြောင်းအရာတွေ့ရပါတယ်ဒီကျမ်းချက်မှာဘာတွေကိုဖော်ပြထားလဲဆိုရင်ရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး21အငယ်21 22မှာဆိုရင်ယေရှုကလည်းငါအမှန်ဆိုဒီကသင်တို့ဒီယုံမားခြင်းနဲ့ကင်းသောယုံကြည်ခြင်းရှိလေတင်းဘောတစ်ဖက်ပင်၌ပြုတကယ်တော့သင်တို့ပြုနိုင်ဒီတာမကထိုတောင်ကိုပင်နေရာမှရွှေ့လောပင်လယ်၌ကြလောဟုဆိုလျင်ဆိုသည့်အတိုင်းဖြစ်လိမ့်မည်ယုံကြည်ခြင်းပါလျက်ပထနာပြု၍ဆုတောင်းသမျှတို့ကိုသင်တို့သည်ရကြလိမ့်မည်ဟုမိန့်တော်မူ၏လို့ဖော်ပြထားတာတွေ့ရတယ်ဒီကျမ်းချက်ကိုကျွန်တော်ကျမတို့ဆန်းစစ်မယ်ဆိုရင်ကျွန်တော်ကျမတို့ယုံကြည်ခြင်းအပြင်ဘလို့အကျိုးကျေးဇူးတွေကိုခံစားရရှိနိုင်မလဲဆိုတော့ကျွန်တော်ကျမတို့ယုံကြည်မယ်ဆိုရင်ဒီကျမ်းချက်နှစ်ခုကဖော်ပြထားတာကတော့ဒီတောင်ကိုနေရာမှရွှေ့လို့ပြောရင်တော့မှတောင်ဟာနေရာမှရွှေ့လိုက်မယ်ပင်လယ်ထဲကိုကျသွားလို့ပြောရင်တော့ပင်လယ်ထဲကိုကျသွားနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကျမတို့စံစာမှာတွေ့ရတာဖြစ်ပါတယ်ဒီကိစ္စတွေဟာဒီလိုမျိုးလှုပ်ဆောင်မှုတွေဟာလူအနေနဲ့ဆိုတာမဖြစ်နိုင်တဲ့အရာတွေဖြစ်ပါတယ်ဒီလိုမဖြစ်နိုင်တဲ့အရာတွေကိုတောင်မှဖြစ်နိုင်စွမ်းရှိဒီယုံကြည်ခြင်းနဲ့လှုပ်ဆောင်မယ်ဆိုရင်အရာအလုံးဟာဖြစ်နိုင်စွမ်းရှိတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကျမတို့တွေ့မြင်ရတာဖြစ်ပါတယ်ဆက်လက်ပြီးတော့
တဘာကျစာထဲမှာယုံကြည်ခြင်းကြောင့်မလို့ရရှိတဲ့အကျိုးကျေးဇူးအနေနဲ့ Hezgi မင်းကြီးရဲ့အကြောင်းကိုပြောပြချင်ပါတယ်ဓမ္မရာဇဝင်စတုတ္ထဆောင်အခန်းကြီး18-19မှာကြည့်မယ်ဆိုရင် Hezgi မင်းအကြောင်းကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီ Hezgi မင်းဟာဆိုရင်ဘုရားသခင်ကိုယုံကြည်တယ်အယံကိုယုံကြည်တဲ့အတွက်ကြောင့်မလို့အာရှုရိတပ်တွေကသူတို့ကိုလာတိုက်တဲ့အချိန်မှာအာရှုရိတပ်များပြားစွာတော့အာရှုရိတပ်တွေလာတိုက်တဲ့အချိန်မှာတော့သူဟာအနိုင်တိုက်ခိုက်လိုက်နိုင်တယ်ဆိုတာကိုတွေ့မြင်ရတယ်ဘယ်လိုမျိုးအနိုင်တိုက်လိုက်တာလဲသူကိုယ်တိုင်စစ်ထွက်ပြီးတိုက်တာလားဆိုတော့မဟုတ်ပါဘူးဖျားသခင်ကိုယုံကြည်ခြင်းအပြင်သူဟာဆုတောင်းတယ်ဖျားသခင်ကိုအကျွင့်မဲ့အနံတယ်ဖျားဘုံထင်ရှားပါစေဒီကိစ္စကြောင့်မလို့ဖျားဘုံတော့ထင်ရှားပါစေလို့ပြောတဲ့အချိန်မှာဖျားသခင်ဟာလည်းသူ့ရဲ့ယုံကြည်ခြင်းအပြင်တောင်းလျှောက်တဲ့အတန်ကိုဖျားသခင်ဟာနားညောင်းပေးတာကိုတွေ့ရပါတယ်ဘယ်လိုမျိုးနားညောင်းပေးလဲဘယ်လိုမျိုးလှုပ်ဆောင်ပေးလဲဆိုတော့အာရှုရိတပ်3,800,9,000တိတိကိုတဲ့ဖျားသခင်ဟာသူ့ရဲ့ကောင်းကင်နံပါတ်တက်တွေနဲ့ညအတွင်းချင်းမှာပဲတုတ်တင်လိုက်တယ်မနဲ့လင်းတဲ့အချိန်မှာဒီအာရှုရိတပ်တွေအားလုံးဟာသိဆုံးနေတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့အံ့ဖွယ်အဖြစ်အပျက်အနေနဲ့ကျွန်တော်တို့တွေ့ရှိရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဓမ္မကျမ်းစာထဲမှာတွေ့ရတဲ့ဥပမာအတိုင်းကိုယ်တိုင်ခံစားတွေ့ရှိရတဲ့ပုံသက်တွေအတိုင်းဆိုရင်ကျွန်တော်တို့ဟာကိုယ့်ရဲ့အသက်တာမှာယုံကြည်ခြင်းဟာစစ်မှန်မယ်ဆိုရင်အရာအားလုံးဟာဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေတောင်မှဖြစ်လာနိုင်တယ်နောက်ထပ်တစ်ချက်အနေနဲ့ကျွန်တော်တို့ယုံကြည်ခြင်းခိုင်မာမယ်ဆိုရင်ကယ်တင်ခြင်းရရှိနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုခွန်အားပေးလိုပါတယ်နောက်ဆုံးအချက်အနေနဲ့ဘလို့ယုံကြည်သင့်လဲဆိုတဲ့အကြောင်းအရာကိုပြန်ပြီးဝင်ငှချင်ပါတယ်ဘလို့ယုံကြည်သင့်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှင်ယာကုပ်ဩဝါဒစာခန်းကြီး1အငယ်19မှာအကျင့်နဲ့ကင်းသောယုံကြည်ခြင်းဤတပါးရှိသောကြောင့်အသေးဖြစ်၏အငယ်18မှာငါမူကအကျင့်အားဖြင့်ငါဤယုံကြည်ခြင်းကိုပြမည်အငယ်22ကိုပြန်ကြည့်မယ်ဆိုရင်ယုံကြည်ခြင်းဤအကျင့်နှင့်အတူပြုပြင်၍အကျင့်အားဖြင့်စုံလင်သည်ကိုသိမြင်ရ၏လို့ဖော်ပြထားတာတွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်သူအသက်တာတွေမှာဘလို့ယုံကြည်တဲ့တယ်လဲဆိုတဲ့အရာကိုစင်ချင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟာယုံကြည်ခြင်းကိုကျွန်တော်တို့လက်တွေ့ပြသရမှာပဲဖြစ်ပါတယ်အကျင့်အားဖြင့်ကျွန်တော်တို့ပြသမှာလားယုံကြည်ခြင်းဟာစုံလင်ခြင်းကိုရောက်ရှိမယ်ဆိုတဲ့အကြောင်းအရာကိုဓမ္မကျမ်းစာအားဖြင့်လေ့လာတွေ့ရှိနိုင်ပါတယ်ဥပမာအကြောင်းအရာတစ်ခုပြောပြချင်ပါတယ်အဖြစ်အပျက်ဖြစ်ရမှန်တစ်ခုပေါ့နော်ပြင်သစ်လူမျိုးဖြစ်တဲ့ Chess Blondin စတန်သမားတယောက်အကြောင်းကိုပြောပြချင်တယ်သူဟာဆိုရင်နဲ့ပြင်သစ်လူမျိုးတယောက်ဖြစ်တဲ့ပြီးတော့1860ခုနှစ်စက်တင်ဘာလ14ရက်တဲ့နိုင်ဂရာရေတကွန်မှာတဲ့သူဟာစတန်လျှောက်ပြရာကနေပြီးတော့နာမည်ကြီးလာတာဖြစ်ပါတယ်တဲ့အဲ့ဒီနိုင်ဂရာရေတကွန်မှာသူစတန်လျှောက်တယ်ဂျိုးဒန်လျှောက်ပြတာပေါ့နော်ဂျိုးဒန်လျှောက်ပြတဲ့အရာကဘာကြောင့်မလို့ဒီဂျိုးဒန်လေးလျှောက်တာနဲ့နာမည်ကြီးတာလဲဆိုတော့ဒီရေတကွန်မှာပထမဦးဆုံးလျှောက်တဲ့စတန်သမားဖြစ်ပါတယ်နောက်ထပ်သူအဲ့ဒီရေတကွန်ဟာအဲ့လောက်ထိနာမည်ကြီးသွားရလောက်အောင်ဘလောက်တောင်ကြီးကျယ်လို့လဲဆိုတော့အဲ့ဒီရေတကွန်ဟာဆိုရင်အရှည်ပေပေါင်း11,000ရှိပြီးတော့အမြင့်ပေ160ရှိတဲ့ရေတကွန်ဖြစ်ပါတယ်ဒါကြောင့်မလို့အမေရိကန်နဲ့အင်္ဂလန်နိုင်ငံကပြည်သက်တွေများစွာဟာChess Blondin ကိုသူတို့ဟာအုပ်အောတောင်နဲ့အားပေးကြပါတယ်သူရဲ့စတန်ပြကွက်တိုင်းအဲ့ဒီရေတကွန်မှာစတန်ပြတဲ့အကြောင်းအရာတိုင်းမှာလာရောက်ပြီးအားပေးကြတယ်ပြည်သက်တောင်းချီရှိတယ်ဆိုတဲ့အကြောင်းကိုသိရတယ်အဲ့လိုမျိုးလာရောက်အားပေးကြတဲ့အချိန်မှာတဲ့အဲ့ဒီ Chess Blondin ဟာတဲ့ဒီ stand လျှောက်တဲ့အထဲမှာသူဟာအမျိုးစုံလုပ်ပြတယ်မျက်စိမိတ်ပြီးလမ်းလျှောက်ပြတယ်ညအမောင်မှာအဲ့ဒီဂျိုးဒန်ပေါ်မှာဒီတိုင်းကိုလွတ်လျှောက်ပြတယ်နောက်ထပ်ဇပိန်နေလဲစီးပြတယ်တဲ့အဲ့လိုမျိုးလုပ်ပြတယ်တဲ့တရက်ကြတော့တဲ့ဘယ်လိုမျိုးလုပ်ပြလဲဘယ်လိုပြကွက်တွေကိုပြလဲဆိုတော့တဲ့ပြိတ္တတောင်းပေါင်းများစွာထောင်ပေါင်းတောင်းပေါင်းများစွာရှိတဲ့ရှေ့မှာတဲ့သူဟာတဲ့တပိန်တက်လဲလေးပေါ့နော်တွန်းလဲလေးမှာအာလူအိတ်ကိုတင်ပြီးမှသူဟာအမှစတန်လျှောက်ပြတဲ့အကြောင်းအရာကိုစတန်လျှောက်ပြခဲ့တယ်ပေါ့ဒီလျှောက်ပြတဲ့အချိန်မှာတဲ့ပြိတ္တအားလုံးဟာသူ့ကိုအုပ်အောတောင်နဲ့အားပေးကြတယ်တဲ့ရေတကွန်ရဲ့အတန်ကြီးတောင်မှမကြားရလောက်အောင်ပြိတ္တတွေရဲ့အားပေးတံကကျေလောင်နေတဲ့အဲ့လိုမျိုးလျှောက်ပြပြီးစီးသွားတဲ့အချိန်မှာတဲ့ Chess Blondin ကဘယ်လိုပြောလဲဆိုတော့ကျွန်တော်တဲ့ဒီလိုမျိုးလျှောက်ပြတာကိုတဲ့မျိုးစုံနဲ့လျှောက်ပြနိုင်တယ်ဆိုတာကိုယုံကြသလားလို့ပြောတဲ့အချိန်ကပြိတ္တအားလုံးကယုံတယ်လို့ပြောရတယ်ကျွန်တော်ဒီတွန်းလဲမှာအာလူအိမ်မဟုတ်ပဲနဲ့လူတယောက်ကိုတင်ပြီးကျွန်တော်လျှောက်ပြမယ်ကျွန်တော်လျှောက်နိုင်မယ်လို့ခင်ဗျားတို့ယုံလားလို့မေးတဲ့အချိန်မှာပြိတ္တတွေအားလုံးကယုံနေဆိုပြီးတော့တဲ့အားလုံးကအားပေးပြီးမှယုံနေဆိုတဲ့အကြောင်းအရာထွက်ပေါ်လာတယ်တဲ့ဒါပေမဲ့လည်းတဲ့ Blondin ကပြောလိုက်တယ်တဲ့
ဒီမှာခမရတို့ထဲကတယောက်ဘဒူကျွန်တော်နဲ့အတူလိုက်မလဲလို့မေးလိုက်တဲ့အချိန်ကြတော့တဲ့ရေတကွန်အတန်ကလွဲပြီးတော့ပြိတ္တတွေအားလုံးရဲ့အတန်ဟာတိတ်ဆိတ်သွားတယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရတယ်ပေါ့နော်ဒီအကြောင်းအရာကိုကျမတို့စင်ကျင်ရှိမှဆိုရင်ဘလုံချင်းကိုယုံတယ်လို့ပါဇက်ကပြောပေမဲ့မလိုက်ရဲကြတဲ့အချိန်မှာသူ့ကိုယုံနေဆိုတာဟာအလဟတ်သက်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရတယ်ဒီလိုပဲကျမတို့ရဲ့အသက်တာမှာလည်းဖျားသခင်ကိုယုံကြည်ပါသလားလို့မေးပြီးမှကျမတို့ကယုံကြည်တယ်လို့ပြောပြီးတော့ဖျားသခင်ပြောတဲ့အတိုင်းကျမတို့မလိုက်လျှောက်နိုင်ဘူးသူစေခိုင်းတဲ့အတိုင်းဓမ္မကျမ်းစာမှာတွင်တင်တဲ့အတိုင်းကျမတို့လိုက်လျှောက်ပါလို့ပြောတဲ့အချိန်မှာကျမတို့ဟာလည်းအတန်တိတ်ဆိတ်သွားကြသလားဆိုပြီးမှကိုပြန်လဲဆန်းစစ်ဖို့ဖြစ်ပါတယ်ကျမတို့ဟာလည်းယုံကြည်မှုဟာဘုရားသခင်အပေါ်မှာတစ္ဆာရှိနဲ့ယုံကြည်နိုင်ရဲ့လားဆိုတာဆန်းစစ်ဖို့ဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့အသက်တာမှာဖျားသခင်နဲ့အတူရှောက်လန်းမယ်ဖျားကိုတကယ်ယုံကြည်တယ်ဆိုရင်ကျမတို့လှုပ်ဆောင်ချက်အတိုင်းလှုပ်ဆောင်ချက်တွေတိုင်းဟာဖျားအလိုတော်ရှိတဲ့အတိုင်းရှောက်လန်းအသက်ရှင်ရမယ်ဖျားသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုဟောပြောဝင်ငါရမယ်တက်တည်ခံရမယ်ဖျားဘုန်းတော်ကိုထင်ရှားစေတဲ့သူတွေဖြစ်စေမှသာလျှင်ကျမတို့ဟာဖျားသခင်ကိုအမှန်တကယ်ယုံကြည်ကြောင်းကိုတက်တည်ပြသနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမအားလုံးရဲ့အသက်တာဟာဒီအချက်၄ချက်ကိုပဲကျမတို့ခွန်အားယူပြီးမှအသက်တာမှာဘုရားသခင်ကိုအကျွင်းမဲ့စိတ်နှလုံးအကျွင်းမဲ့နဲ့ပြီးတော့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့ကျမတို့ရဲ့ကိုယ်ခန္ဓာပုံသက်တွေအလုံးစုံပါဝင်ပြီးလှုပ်ဆောင်ချက်အားလုံးမှာလည်းယုံကြည်ကြောင်းကိုအကျွင်းမဲ့ယုံကြည်ခြင်းဖြင့်ဘုရားသခင်ရဲ့အမှုတော်ကိုထမ်းရွက်နိုင်တဲ့သူများဖြစ်ကြဖို့အတွက်ဤအချက်၄ချက်နဲ့ခွန်အားပေးလိုပါတယ်။ကြားနာသူအရောက်စီတိုင်းကိုဘုရားသခင်တာ၍ကောင်းချီးပေးပါစေ။